နည်းနည်းခင်းလေးနဲ့ချက်ပြုတ်နေပါလေရှင်ဒါကျမဒီနေ့ချက်ဖြစ်တယ်ပေါ့နော်ဒါဒီညနေပိုင်းဆိုတော့တိတ်ချက်ဖြစ်တိတ်မချက်ဖြစ်ဘူးနော်ညနေပိုင်းဆိုတော့အမွေပိုင်းချက်ပွေတာကျမကအထည်ချုပ်တော့ကြောက်နော်ဒီနည်းနည်းခင်းဆိုတော့အမြဲတမ်းကျမချက်နေရတာဒါညနေပိုင်းဆိုတော့အမွေအားတော့အမွေပိုင်းချက်ပွေတာဒီနေ့ဆက်လက်ပြီးတော့ကြည့်ကြမယ်ဒါကြတော့ဒီနေ့မှနက်ခဲမှာနော်ဒီနေ့ငါကြော်နဲ့ကမွေးဟင်းကြော်နဲ့ချက်ပေးထားပါတယ်ဒါမိတက်စုတော့ပေါ့နော်ဒီနေ့ဟင်းတစ်မျိုးပဲနော်ဒါနဲ့ဒီတို့မုတ်တီစားပါနော်မုတ်တီအင်္ဂါမိတက်စုမုတ်တီနဲ့နော်ရေစုမုတ်တီစားရတယ်ပြီးတော့ပဲတောင်းတော့နော်တို့ဆရာနာရောတို့ရှာနာတော့အဆောင်ရှိစမနော်ဒါကမွန်ရဟင်ဂျူနဲ့တာငါချက်ပေါ့နော်ဒါအောင်မပဲချက်ဖြစ်ပါနော်မိုးချုံဆိုတော့တာငါကြော်ထားပါတယ်နော်ကိုတိုင်းလေးချက်ဖြစ်တော့ကြောက်မနော်ဒီတော့ကျမကိုလာပြီးတော့မေးခံနေရကြတယ်အော်နာဆိုတော့ပါလောက်လဲဆိုတော့အော်နာဆိုတော့အမြဲတမ်းမနော်ကိုရဲ့မိသားစုတော့တန်ရှင်းနော်ကိုကတောင်းဝင်ကြတဲ့နော်မိန်းကလေးတယောက်လေးဖြစ်ချင်တော့ဒါကြည့်ကြဒါကျမခုပြပွေနော်ဒါဒီတပေမနော်အမြဲတမ်းအော်မှာတကယ်ချင်းမေးကြဟဲ့ပါဟဲ့လဲကမွန်းရော့ဟဲ့နေကနေတိုင်းကမွန်းရော့ပဲလားငါမှာဆိုတော့အမြဲတမ်းကမွန်းရော့အော်နာမရှိဆိုတော့ကမွန်းရဟင်ကျူချက်တယ်ဒါကမွန်းရဟင်ကျူနော်ခုပြပွေတာဒါချဲစတော့ဒီအပေါ်ဆိုတော့လန်းဆန်းနေရောနော်ဒီကမွေးဟင်းကျိုကဒါကျမဒီတမီအော့စာနော်ကျမအမြဲတမ်းထဲမှာနော်တမီအော့စာဒီဆက်စမောကုမ္ပဏီမှာပါနော်ကျမဒီတလားနှခါပါနော်တလားနှခါထဲတာအော်ဘာပဲဖြားမနော်တနေ့အပင်ကကျမမပိုးကြီးထော့ပါနော်ကျမပါလေမြစ်တော့မှကြောက်နော်ကိုဒီဟင်းကျိုချက်ပို့တော့ပဲနော်ဒီ site ထားပါနော်အော်နီနာပင်မနော်တ site ထားတော့ကြောင့်ဒါနည်းနည်းခင်းနေပါနော်ဟိုတနခါလေးမလွန်ထားရတယ်ဒီလိုနည်းနည်းပပဘာတော့တီတော့မပြန်လှလိုက်တာဒါချက်ပြပေးနော်ဒါချက်ပြီးပါပြီးဆိုတော့အထည်ချုပ်ဝင်နေလေပိုင်းဆိုတော့ဒီဖောင်းခဏချိမနော်အလောက်ချိုင်းလေလားကြည့်စာပင်လန်းဆန်းနေရောပါနော်ဒါဒီဘယ်ဥချက်ရမယ်ဆိုတော့ကြည့်မနော်လူတောင်းရလေရောက်စားပဲဆိုတော့အိုးတေးပဲနော်ကျွန်မချက်ဖြစ်တာဒီအိုးတေးလားကျွန်မချက်ဖြစ်ပါနော်ဒါကျွန်မအော်မဆိုတော့ကျွန်မပဲချက်ပြုတ်နေရတော့ကြောက်မနော်ကိုချက်တလို့သူတို့စားအောင်နော်မြဲတာမကြည်များနော်ကိုအောင်ကမိသားစုတွေအမပါချက်လဲဆိုတော့မမေးကြအောင်နော်ကိုချက်တလို့သူတို့စားရတယ်ချက်ပြီးလားဆိုတော့အလိုတူမေးကြအလောက်ကပြန်လာတဲ့ပိုက်စားတယ်နော်ကိုအောင်ကမိသားစုအမြဲတမ်းအောင်မမေးရအောင်နော်အမြဲတမ်းသူတို့တော့ကြအောင်နော်ကိုလုံးနဲ့ကိုရှိကြသည်ကျမတို့အောင်မဆိုတော့ကိုလုံးတဲ့ကိုကျမလေးလောက်ရှိတယ်နော်ကျမစနေလေးပိုင်းဆိုတော့အများအားဆိုဒီချောင်းဒီမိုးတုံးချောင်းဆိုတော့ကျမကိုစလဲတို့များကြည့်ပါနော်ကစတမာတို့လာမွေးထားကြတဲ့ clip ထိုးနော်ကျမတော့ပုံနေရတယ်ဒါအခုကျမနာပါနော်ဒီနှစ်တော့မှကျမနာထားဘာဖြစ်ဆိုကျမဒီဆက်စမကုမ္ပဏီမှာကျမပြန်ကြိုးစားရမှာတော့ကြောက်နော်လေလာတင်ယူနေရဆိုတော့ဒါဒီနေ့ကမုံရဟင်ချိုချက်ပါနော်ဒါသမင်းစားမမော်ရဲ့သူတော့ဆိုတော့လာပြီးတော့လာလဲနော်အိုင်လာလဲဆိုတော့ဟာတာလို့ပြောကြတယ်သမီးတို့တူဝိုင်းစားကြရနော်ကိုတငယ်ချင်းတူလို့နော်အမြဲတမ်းခင်မင်ကြဆိုတော့ကိုတငယ်ချင်းတော့အများဆုံးနော်အခုကတယောက်မှဒီလာတော့မှနော်မတွေ့ကြအောင်နော်လာလေပို့တော့ဆိုနော်ဒါမောင်လေးတငယ်ချင်းလာဆိုဒါဒီနေ့ဟင်းချိုချက်ပြီးဆိုရင်တော့ခဏကြာဆိုတော့မိသားစုနဲ့တူဝိုင်းသမင်းစားကြမယ်ဒါချက်နေပြီနော်ဒါစူပေါ်နေပြီကြည့်ကြမယ်စူပေါ်ပါလို့ဆိုတော့အိုးပြန်ထဲလိုက်ပြီကျမလည်းရီးရတယ်ကျမချက်နေတာကျမပတီကိုရရင်နဲ့ကျမချက်နေတာ